ဒါတော့ကျွန်တော်တို့ဒီတန်ပြားကိုအဲ့စက်ကိုထိန်းချုပ်တဲ့စက်ပါနော်လူချင်းတဲ့ဒီဇိုင်းအနေထားတော့ကျွန်တော်တို့ဒီစက်မှာဆွဲပေါ့ဗျာဒီဇိုင်းဒီမှာပြန်ဆွဲတယ်ပေါ့ကျွန်တော်တို့ဒီဇိုင်းဆွဲဒီမှာ USB ပေါက်ကျွန်တော်တို့ထည့် USB ပေါက်ထည့်ပြီးရတယ်ကျွန်တော်ဒီမှာဒီဇိုင်းပြန်ဆွဲတယ်ပေါ့ဒီမှာပေါက်နေပါနဲ့ပြန်ဆွဲပြီးဆိုတော့လည်းဒီစက်မှာတော့ပြန်ပြီးတော့ data set နဲ့ပြန်ဖြတ်တာပေါ့ဗျာဟုတ်ကဲ့